ကဲဆုံးဖြတ်လိုက်ပြီပေါ့ငါသွားညှိတော့မယ်လို့ဆုံးဖြတ်လိုက်ပြီဆိုရှင်ဘာတက်မလဲစပြီးစဉ်းစားရပြီစဉ်းစားရတဲ့အခါမှာအမျိုးအစားတွေကတော့အများကြီးရှိနိုင်တယ်မြန်မာမှာအသုံးများတဲ့မျိုးစား၃ခုပဲရှိတယ် traditional ပေါ့နော်မျိုးဖလာပုံစံပြီးလို့ရှိရင် self legating လို့ခေါ်တဲ့သူဟာသူရွှေရှားနိုင်တဲ့ဟာလေးပေါ့နော်ပါတဲ့စနစ်ပါတဲ့ grace ပေါ့နော်နောက်ဆုံးတစ်ခုကတော့clear aligner လို့ခေါ်တဲ့ Vaseline လို့လည်းခေါ်တယ်ပေါ့နော်ဒါကမင်းသမီးတွေမင်းသားတွေ influencer တွေတောညှိလာမှမသိတာချင်တဲ့သူတွေတုံးနေအကြည့်အောင်လေးပေါ့နော်အဲ့တော့traditional နဲ့မှာဆိုလို့ရှိရင်လည်းဒီတတ်တူတုံးလေးတွေနဲ့ cream အယောင်တုံးလေးတွေရွေးချက်လို့ရတယ် self legating မှာလည်းဒီလိုပဲတတ်တူတုံးလေးနဲ့ cream အယောင်လေးတွေရွေးချက်လို့ရတယ် brand တွေရွေးချက်လို့ရတယ်made in USA လား made in Japan လားဒါမျိုးပေါ့နော်ရွေးလို့ရတယ်အဲ့ကိုယ့်ရဲ့အမျိုးအစားနဲ့ made in တွေရွေးတဲ့ပုံမှာမူတည်ပြီးတော့မှ10သိန်းကနေပြီးတော့20 30 40 50 60ထိဈေးကတစ်ခုနဲ့တစ်ခုကမတူဘူးပေါ့နော်ယူကြတယ်ပေါ့နော်အဲ့တော့ကိုယ့်ဘတ်ဂျက်ကိုကိုဆုံးဖြတ်ပြီးတော့ဘာတက်ချင်လဲကိုယ့်ရဲ့အချိန်လေးပေါ့နော်ငါမမြင်စေချင်ဘူးလားမြင်တဲ့ကိစ္စမရှိဘူးလားသိတာစေချင်လားမသိတာစေချင်လားဒါမျိုးတွေကကိုဆုံးဖြတ်လို့ရပါတယ်ပေါ့နော်ဒါပြင်နောက်တစ်ချက်စဉ်းစားရမှာကသွားနှုတ်ခတွေ retainer ခတွေကဒီပေးရမယ့်အမောင်ပေါ့နော်ခုနကပြောတယ်30ကနေ60ကျာ360 30သိန်းကနေ360ကျာကြာနိုင်တယ်အဲ့ပေါ်မှာပါပြီးသားလောက်ပါသေးဘူးလားပေါ့နော်သွားနှုတ်ခတွေတန်ရှင်းခတွေအပတ်စဉ်မဟုတ်ဘူးနှစ်ပတ်တစ်ခါသွားပြရတယ်တလားတစ်ခါသွားပြရတယ်ဒါအချိန်လေးပုံမှုတည်ရပေါ့နော်ဒါမျိုးတွေကအဲ့မှာထပ်ပေးရအောင်မလားမပေးရအောင်လားဆိုတာကကိုတက်မဲ့စေကန်တယ်ပေါ့နော်အသေးချာစုံစမ်းတင်တယ်ပေါ့နော်မြန်မာမှာကတော့ brace တက်မယ်လို့စဉ်းစားရင်မြန်မာမှာတက်တာအကောင်းဆုံးပဲဘာလို့လဲဆိုတော့မြန်မာဆေးချိုတယ်သွားနေပတ်တိုင်ပေါ့နော်ဆိုတဲ့အခါကျတော့နိုင်ငံခြားရောက်သွားလို့ရှင်ဒါဆေးကြီးရတော့ကိုကမလိုက်နိုင်တော့မြန်မာမှာကအရေးကြစနစ်နဲ့သွားလို့ရတယ်ဥပမာကျွန်မ case ဆိုလို့ရှင်12သိန်းပေးရတယ်အဲ့တုန်းကပေါ့နော်12သိန်းကိုတစ်လ8000ဝင်သွင်းတယ်ဒါတော့မှအခုကြေဝိုင်းပြီးတော့ဟိုစောရကြေဝိုင်းပြီးတော့နောက်လာပေးကြမလို့တော့အဲ့တော့ပြောချင်တာစေကန်းကလက်ခံတဲ့အနည်းဆုံးပမာဏကိုပဲလာဆင်သွင်းဘာလို့လဲဆိုတော့ဒါယူကဖြစ်တဲ့သဘောပေါ့နော်ပတ်စံအကုန်လုံးခြေပြီးသွားတဲ့အခါမှာ customer care ကိုလိုချင်တဲ့လောက်ရချင်မှလည်းရနိုင်တယ်ဒါဖြစ်နိုင်တဲ့အခြေအနေကိုပြပြတာပေါ့နော်ပတ်စံကြေမကြေတသမတ်တဲ့ use site တွေစေကနေလည်းရှိနိုင်တယ်ရှိတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ပတ်စံအနည်းဆုံးကိုပဲလာဆင်သွင်းပါလို့